မိဖို့ကြောင့်တန်ရှင်းရေးသမားတွေအတွက်အင်္ဂလိပ်ဝေါ်ဟာရနဲ့ဝါချတချို့ကိုမျှဝေပေးကြပါတယ် Steward. မိဖို့ခန်းနဲ့ထမင်းစားခန်းတို့ကိုတန်ရှင်းရေးလုပ်ရသူ The steward keeps the kitchen clean. တန်ရှင်းရေးသမားကမိဖို့ခန်းတန်ရှင်းနေအောင်ထိန်းသိမ်းပေးပါတယ် Pantry. အစားအသောက်သိမ်းဆည်းသည့်နေရာအခန်းငယ်သို့မဟုတ်ဘီရို The cups are kept in the pantry. ခွက်တွေကိုအစားအသောက်သိမ်းဆည်းတဲ့နေရာမှာတင်ထားပါတယ် Mop. ကြမ်းတိုက်တံသို့မဟုတ်ကြမ်းတိုက်သည် Mop the floor after lunch service. နေ့လယ်စာဝန်ဆောင်မှုပြီးရင်ကြမ်းတိုက်ပါ Bucket. ရေပုံး Fill the bucket with clean water. ရေပုံးထဲကိုတန်ရှင်းသောရေတွေဖြည့်လိုက်ပါ Floor cleaner. ကြမ်းတိုက်ဆက်ပြာရည် Pour some floor cleaner into the bucket. ကြမ်းတိုက်ဆက်ပြာရည်ကိုရေပုံးထဲကိုလောင်းထည့်လိုက်ပါ Trolley. တွန်းလှဲ Use the trolley to carry dirty plates. ပကံအပေတွေကိုတည်ဆောင်ရန်တွန်းလှဲကိုအသုံးပြုပါ Wipe. တုတ်သည် Wipe the table with a cloth. စပွဲကိုအဝင်းနဲ့တုပ်ပါ Tablecloth. စပွဲကင်း Change the tablecloth after each guest. ဧည့်သည်တဦးပြီးတိုင်းစပွဲကင်းကိုလဲပေးပါ Napkin. လက်တုပ်ပဝါ Fold the napkin nicely. လက်တုပ်ပဝါကိုကောင်းကောင်းခောက်ပါ Restroom. တန့်စင်ခန်း The restroom must be clean always. တန့်စင်ခန်းကိုအမြဲတန့်ရှင်းအောင်ထားပါ Refill. ပြန်ဖြည့်သည် Please refill the soap bottle. ဆက်ပြာရည်ပလင်းကိုပြန်ဖြည့်ပါ Sanitize. ပိုးမွှားကင်းစင်အောင်ပိုးသက်တန့်ရှင်းသည် Sanitize all the tables before guests arrive. ဧည့်သည်များမရောက်လာမီစပွဲအားလုံးကိုပိုးသက်တန့်ရှင်းရေးလုပ်ပါ Inspection. စစ်ဆေးရေး The manager will do an inspection today. မန်နေဂျာကဒီနေ့စစ်ဆေးမှုတွေလုပ်လိမ့်မယ် Shift. အလုပ်အဆိုင် My shift starts at 8 a.m. ကျွန်တော်အလုပ်အဆိုင်ကမနက်၈ နာရီမှစပါတယ်အားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုတဲ့အကြောင်းအရာများရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနော်